ကဲတပတ်ခါဆိုရင်သုံးလုံးကနန်းထွက်ပြီးဆိုတော့ညီကိုမောင်နှမတွေအားလုံးတောင်းဆိုတဲ့အတိုင်းမတ်မို့ရဲ့အိမ်မက်လေးကိုကျွန်တော်တို့တင်ပေးပါမယ်ခင်ဗျ။နော်မတင်ခင်ကျွန်တော်ပြောချင်တာကကျွန်တော်တို့ထိုးခိုင်းတာမဟုတ်နော်ကိုကြိုက်မှကိုထိုးကြပါနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ပြောမှဆိုတက်အပ်သိတာလည်းမဟုတ်ဘူးကျွန်တော်တို့ကဏ္ဍကတလုံးမပါတာလည်းဖြစ်ကောင်းနိုင်တယ်လို့ဆိုပြီးတော့ကျွန်တော်တခါလဲကြိုပြောထားပါရစေနောက်ပြီးတော့ကျွန်တော်ကဏ္ဍလေးမပေးခင်မှာကျွန်တော်တခုပြောချင်တာကလေအခုကျွန်တော်တို့ဘဝတွေကအရမ်းမှစိုးနေပါတယ်ဘာစိုးတာလဲဆိုတော့ကျွန်တော်တို့ကဗျာဗီဒီယိုတွေတင်လိုက်တဲ့ဗီဒီယိုတွေကိုကျွန်တော်တို့သမီးလေးပေါ့နော်ကျွန်တော်တို့ပုံစံအကောက်တုပုံစံလုပ်ပြီးတော့ခိုးပြီးတော့တင်တဲ့တခိုးတွေရှိပါတယ်နော်ဘာလဲဆိုတော့အခုကျွန်တော်တို့ဗီဒီယိုဗျာကြိုက်တဲ့လူယူတင်ကျွန်တော်တို့မပြောဒါပေမဲ့ယူတင်တဲ့နေရာမှာကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ကိုယ်ပိုင်အကောင့်နဲ့ကျွန်တော်ဗီဒီယိုကြိုက်တဲ့လူယူတင် reaction ပဲယူတင်ဗီဒီယိုတစ်ပုတ်လုံးပဲယူတင်ကိစ္စမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့လင်မယားနှစ်ယောက်ရဲ့ပုံစံလိုမျိုးကျွန်တော်တို့ဓာတ်ပုံတွေရောကျွန်တော်တို့အကောင့်နာမည်တွေရောအကုန်လုံးယူထည့်ပြီးတော့ခလေးပုံတွေရောနော်ပထမခလေးပုံတင်တာအခုပြောလိုက်လို့ခလေးပုံမတင်နာမည်တော့လုံးဝသူမပြောင်းနော်အဲ့လိုမျိုးဟိုတခိုးကြံတဲ့လောက်တာကကြတော့ကျွန်တော်တို့လက်မခံနိုင်ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီအကောက်ကိုတခြားတချို့လူတွေကမသိတဲ့လူတွေကျွန်တော်တို့အကောက်အစ်စ်ထင်ပြီးတော့ follow တွေလုပ်တယ်ပြီးလို့ရှိရင်သွားပြီးတော့ comment တွေရေးကြတယ်ကျွန်တော်တို့စီမှာတော့ဗီဒီယိုကြည့်မဲ့လူမရှိပြသူစီမှာပဲကြည့်တယ်နော်အဲ့ဒါကြတော့လေလွန်ကကြည့်တယ်ဗျ live မှာပတ်စံရှာတဲ့လူချင်းတူလူပေါင်းွားလာလို့လဲကျွန်တော်တို့ထင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအပင်ပန်းခံပြီးတော့ပြောမဲ့ဆိုကတ်တွေပါနေတေချာရိုက်ရက်ပြီးတော့တင်ပြီးတော့ကျွန်တော်တို့တင်လာတဲ့ဗီဒီယိုတွေကိုအညွန့်ခူးပြီးတော့နော်ပြောမဲ့ဆိုလို့ရှိရင်အချောင်လူချင်းစိတ်တက်တဲ့ကိုအကောက်မှာကိုပြန်တင်တယ်နော်အဲ့ဒါကတော့ဒီအောက်မှာကျွန်တော်ပြထားတဲ့စိုးမိုးဆိုတဲ့အကောက်ပါကျွန်တော်သမီးရဲ့ follower နီးလောက်တောင်ရှိနေပြီကျွန်တော်သမီး follower 3,200သူကဆိုနောက်4-5ရက်ဆို3,000ပြည့်တော့မှာခလေးဗီဒီယိုဆိုလို့ရှိရင်အကုန်ယူတင်တယ်သူစီမှာပေါက်တယ်ခလေးစီမှာမပေါက်ဘူးသူအကောက်ခလေးအကောက်လို့ထင်တယ်နော်အဲ့ဒါကြောင့်မို့အောက်တန်းကြတဲ့အတွက်ကျွန်တော်အရင်ဆုံးတောင်းဆိုချင်တာကတော့ဒီအောက်မှာပေါ့နော်အဲ့ဒီအကောက်ရဲ့ဒီစိုးမိုးဆိုတဲ့ follower 8,000ကျော်ရှိတဲ့အကောက်ရဲ့ link ကိုကျွန်တော် messenger ထဲမှာကျွန်တော်ချထားပေးတယ်အဲ့ဒီလင့်မှာသွားပြီးတော့ကျွန်တော်တို့လင်မယားကိုတကယ်ချစ်တယ်ဆိုလို့ရှိရင် report ထုတ်တဲ့လူက report ဝိုင်းထုတ်ခဲ့ပေးပါကျွန်တော်ပထမတစ်ခေါက်တည်းကအဲ့ဒီကောက်ကျွန်တော်သတိပေးပွားပြီးနာမည်တွေပြောင်းလိုက်ပါငါတို့ပုံစံအတူမလုပ်ပါနဲ့လို့ပြောတာလဲလုံးဝမရပါဘူးဗျနော်အဲ့ကျွန်တော်တော်တော်လေးလွန်လာတဲ့အတွက်ကို report ထုတ်တဲ့လူက report ဝိုင်းထုတ်ပေးပါ report မထုတ်တဲ့လူကဒီအကောက်က အတူကြီးပါဆိုပြီးတော့ဗောနော်ဝိုင်းရေးပေးပါခင်ဗျနော်အားလို့လဲဆိုတော့သူတင်တဲ့ဗီဒီယိုတွေကိုလည်းမကြည့်ပါနဲ့ comment မှာအကောက်တူကြီးပါဆိုပြီးတော့ကျွန်တော်တို့တွားရောက်ပြီးတော့အချောင်စားတဲ့စိတ်တက်နဲ့ခလေးဗီဒီယိုတွေခိုးတဲ့တခိုးပါဆိုပြီးသွားမှမေးပါနော်အဲ့ဒါလေးကိုလုပ်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်နော်မိမရဲ့ဟိုဟာလေးပြောပြလိုက်ပါဦးမောအိမ်မက်တာတော့အိမ်မက်ထဲမှာကွာမိုးကအမတယောက်ကိုပတ်ဆက်1,100ပေးတယ်အဲ့အမကနေပြီးတော့မိုးရေးတဲ့အဲ့ဒီ1,100ပေးတဲ့တရား130ပြန်နှုတ်ယူထားလာတဲ့ပူတာပဲအမကိုပေးပေါ့နော်ပူတာပဲအမကိုပေးလို့အဲ့လိုမျိုးအိမ်မက်တယ်အဲ့တော့ကိုညီကိုမောင်မတွေဟိုကောက်တဲ့ပုံစံမျိုးကောက်ထိုးပေါ့နော်မိုးကောက်ပေးလို့ရှိရင်တလုံးလွဲအဲ့လိုမျိုးဖြစ်နေတယ်ဟုတ်တယ်ပြီးခဲ့တဲ့ဘက်ကလည်းသူတလုံးလွဲသွားတယ်အခုကျွန်တော်ချဲကနာဗီဒီယိုတော့မရိုက်ရဲချဲကနာအခုကျွန်တော်တို့ညီကိုမောင်နှမတွေပြောလို့ကျွန်တော်ခဏန်းပေးတာအောက်မှာတွေ့လားကျွန်တော် profile လေးထည့်ထားရတယ်ကျွန်တော်တို့ဘဝလည်းတကယ်ဆိုးပါဗျအကုန်ခိုးလာဗီဒီယိုမလောက်ကြပါနဲ့ခင်ဗျားတို့မပါဘူးနဲ့သူစီမှာပဲသွားပေါင်းတယ်ကျွန်တော်တို့ကအားတွေဟွာတွေခုံပြီးတော့ကျွန်တော်တို့အချိန်တွေပြီးတော့ရိုက်ထားတဲ့ဥစ္စာသူတို့ကကျတော့အချောင်လာနှိုက်သွားတယ်ဟိုမှာကက်ကြီးတွေရှိရကက်ဝယ်ရတယ်ဝယ်ပြီးလောက်ရတယ်ကျွန်တော်မှအပင်ပန်းခတ်ပြီးကျွန်တော်တို့ idea နဲ့ဘယ်လိုလုပ်မှပါမယ်ဆိုတာစဉ်းစားတယ်သူတို့ကကျတော့အချောင်နှိုက်ပြီးတော့ကောက်တင်လိုက်တယ်ကျွန်တော်တို့မှပြောမှဆိုသူတို့ကောက်ကျွန်တော်ကောက်ထင်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီလိုတွေလည်းထည့်ထားတယ်အဲ့ဒီအကောက်